တခါတော့လူတစ်ယောက်တော်တဲ့ကရှောင်းနေစမှာပဲမွေတစ်ကောင်ပိတ်မိနေရကိုတွေ့သွားခဲ့တယ်။အချိန်မှာသူကမွေကိုလွတ်ပေးလိုက်တယ်။မွေကသူ့ကိုကျေးဇူးတင်ပြီးတော့နေရကောင်းတယ်လူပါလို့ပြောပြီးထွက်သွားခဲ့။တနေ့ကြာတဲ့အခါမှာမိုးကလည်းတဲမွေကလည်းအဲ့လူရဲ့အိမ်အနားကိုရောက်သွားခဲ့။သူ့မျက်စိကနေတတိထားမိလိုက်တဲ့အချိန်မှာပဲမျောလစ်ထားသလိုလူကမွေကိုတတ်ဖို့ကြိုးစားခဲ့တယ်။မွေရမေးလိုက်တယ်ကျွန်တော်ကမနစ်ကအကူကယ်ပေးခဲ့တဲ့မွေပါဘာကြောင့်အခုလိုတတ်ဖို့လောက်ရလဲအဲ့လူကအဲ့ဒါအရင်တော့ကပဲအခုက energy ရှိလို့ထင်လို့ပဲလို့ပြောလိုက်တယ်တဲ့မွေရတော့စိတ်မရှိတော့ပဲနဲ့တစ်ပင်တစ်ပင်ရဲ့အောက်မှာခိုးနေပြီးတော့သူ့အမျိုးရင်းနဲ့အတူအဲ့လူကိုကြည့်ပြီးတော့အဲ့လူကိုမယုံတော့ဘူးဒီလူဟာငါတို့တစ်မျိုးလုံးတစ်စုလုံးတတ်တော့မယ်ဆိုပြီးတော့သူကစိတ်ထဲမှာအဲ့လိုတွေးပြီးတော့မွေနဲ့မွေမိသားစုနဲ့တိုင်ပင်ပြီးတော့တော်တယ်ကိုပြန်ပြီးတော့ထွက်သွားခဲ့ပါတယ်